Hello ဂျာကြီးပြောပါကိုမင်္ဂလာပါကိုနေကောင်းလားကိုဟာနေကောင်းပါလေဗျာဟောလေကျွန်တော်ရဲ့ဗီဒီယိုလေးတွေရောအခြေအနေဘယ်လိုရှိလဲမသိဘူးဂျာကြီးပြီးပြီလားဟုတ်ပြီးသွားပါပြီကိုအခုအဲ့ဒါကျွန်တော်လှမ်းပို့ထားတာကိုတစ်ချက်လောက်စစ်ကြည့်ပေးပါအောင်လို့โอเคကျွန်တော်အခုအပြင်ရောက်နေလို့လေဒီလားဟောအိမ်ရောက်တော့ကျွန်တော်တစ်ချက်ကြည့်လိုက်ပါမယ်ဗျာကြည့်ပြီးရင်တော့ကျွန်တော်ပြန်ပြောပါမယ်နော်ဟုတ်ကဲ့ပါကိုဂယူးဆိုင်ပါကိုပြေးအေးဆေးမလုပ်ပါကိုဟုတ်ကဲ့ကျေးဇူးပါကိုကျေးဇူးပါဗျာဟုတ်ကဲ့ကိုဘယ်လိုလဲအဆင်ပြေလားကိုဗီဒီယိုကြည့်ပြီးသွားလားကြည့်တော့ကြည့်ပြီးသွားပြီမိုက်တယ်ဗီဒီယိုလေးကတော်တော်ကောင်းတယ်ဒါမဲ့လေဟုတ်ကိုပြတ်ပါကိုဗီဒီယိုလေးမှာကျွန်တော်ဆက်တိုက်တယ်လေးထိုးနေတယ်အဆင်ပြေမလားလို့ရရလေးကိုဟုတ်ကဲ့မြန်မာလိုထိုးပြရမလားအင်္ဂလိပ်လိုထိုးပြရမလားကိုမြန်မာလိုပဲပိုကောင်းပါတယ်ဟုတ်ကဲ့ကျွန်တော်ပြန်လုပ်ခိုင်းလိုက်ပါမယ်ကိုโอเคကျေးဇူးပါဆိုရင်နော်ရပါတယ်ကိုကျွန်တော်မြန်မာစာတန်းထိုးထားတာလေးပို့လိုက်ပြီကိုကြည့်ကြည့်ပါအောင်ဟုတ်လားโอเคလေးတစ်ချက်ကြည့်လိုက်မယ်နော်ဟာဗီဒီယိုလေးကတော့စက်တိုက်တယ်ထိုးလိုက်တော့ perfect ပဲဒါပေမဲ့ဟုတ်ပြောပါကိုကြံစင်းသားကြည့်လိုက်တော့လေဒီလားမြန်မာလိုအင်္ဂလိပ်လိုထိုးရင်တော့ပိုကောင်းမယ်နဲ့တူတယ်ဟုတ်ကဲ့ရပါတယ်ကိုဟုတ်ကျွန်တော်ထပ်လုပ်ခိုင်းလိုက်ပါမယ်โอเคအဲ့ဒါဆိုကျေးဇူးပါဗျာဟုတ်ကဲ့ပါရပါတယ်ကိုအခုမှပဲโอเคသွားပြီဗျာဗီဒီယိုလေးကကျေးဇူးပဲဂျာကြီးอ่ะကျွန်တော်တော်တော်သဘောကျရသေးလားအခုသဘောကျရဆိုကျွန်တော်ပြောပါတယ်ကိုဟုတ်ကဲ့ဒါပေမဲ့လေကျွန်တော်ကနည်းနည်းတော့ယူသေးတယ်ဗျာတိကဗီဒီယို run time က9မိနစ်နဲ့23စက္ကန့်ဆိုတော့ပေါင်းလိုက်ဘူကြီးဖြစ်နေဗျာအဲ့ဒါလေးနည်းနည်းတစ်ချက်လောက်ပဲကျန်တာတော့ okay ပါတယ်ဗျာဟုတ်ကဲ့ကျေးဇူးပါဗျာဟုတ်ကဲ့ပါokay ပြီဂျာကြီးဒီခါတော့အဆင်ပြေသွားပြီတကယ်ပဲဟုတ်ကဲ့ကိုကြားတာဝမ်းသာပါတယ်အဲ့ဆိုကျွန်တော်တို့ poster design လေးပဲဆက်သွားလိုက်ကြတာပေါ့okay အဲ့ဆိုပို့လိုက်ပြီဗျာဟုတ်ကျွန်တော်အခုပို့လိုက်ပါမယ်ကိုကျွန်တော်ပို့လိုက်ပြီနော်okay ကျွန်တော်တစ်ချက်ကြည့်လိုက်မယ်လေဒီဇိုင်းကတော့မိုက်တယ်ဗျအယောင်လေးလည်းအန်ကိုက်ပဲကျွန်တော်လိုချင်တဲ့ data တွေလည်းအပြည့်ဝပါဟုတ်တယ်ကိုကျွန်တော်ကောင်လေးတွေကအဲ့ဒီခုတော့စိတ်ချရဒါပေမဲ့လေကျွန်တော် website logo ကအဝိုင်းဖြစ်နေဗျအဲ့ဒါလေးကိုကျွန်တော်4000လေးပြောင်းပေးလို့ရမလားဟုတ်ကိုအဲ့ဒါလေကျွန်တော်က free လုပ်ပေးတာဆိုတော့လေကလေးတွေကိုအရင်ကြီးတော့လေကျွန်တော်မခိုင်းချင်နားလဲပါတယ် brother ရဲ့ free ဆိုပြီးတော့လေပြစ်မထားပါနဲ့ကိုကျွန်တော်လည်း brother တို့ကောင်းကြအောင်ဘုတ်ဖွဲ့တွေကိုပြောထားပါတယ်ဟုတ်ကဲ့ကျွန်တော်သိပါတယ်ကိုကျွန်တော်ပြင်ခိုင်းလိုက်ပါမယ်ကျေးဇူးပါမိုက်တယ်ဗျ4000လေးဆိုပိုကောင်းသွားတယ်ဒါပေမဲ့လေဖောင်းဆိုင်လေးနည်းနည်းလောက်သေးပြီးပါလားဗျာကျွန်တော်ဖောင်းဆိုင်လေးသေးလိုက်တော့တော်တော် okay သွားပြီဗျာဒါပေမဲ့လေ logo ကိုကျွန်တော်အခုပြန်ကြည့်လိုက်တော့အဝိုင်းမဲကောင်းမယ်ဗျာအဲ့ဒါလေးကျွန်တော်တစ်ချက်လောက်ပြန်ပြင်ပေးပါအောင်ဗျာ sorry နော်ရသွားပြီဘို့ final ပဲလုံးဝမိုက်သွားပြီဗျာကျေးဇူးပဲနော်အဲ့ဒါဆိုရင်ဒီ project ကအဆင်ပြေသွားပြီဆိုတော့နောက်ထပ်ဆက်အပ်မဲ့ project လေးရောဘယ်လိုရှိလဲမသိဘူးခင်ဗျအဲ့လည်းအဆင်ပြေမှာပါဒါပေမဲ့ 100% ရှူဟိုက်တော့မတွက်ထားနိုင်ဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်တို့ပုတ်ဖွဲ့ထိုင်ကြတယ်နည်းနည်းကြီးများတယ်ခုနလည်းနေရာမိုက်တယ်ဒီလိုအဆင်မပြေဘူးလားမေးလေးပါလေကြိုက်ပြီလေ What the fuck